လူတော်တော်များများကစိတ်ဖိစီးမှုများတယ်ဆိုပြီးဖြစ်တတ်ကြတယ်ပေါ့နော်အဲ့ဒီစိတ်ဖိစီးမှုတွေ stress တွေကဘယ်လိုအချိန်မျိုးတွေမှာဖြစ်တတ်လဲဆိုရင်ကိုဖြစ်ချင်တဲ့အရာတွေမဖြစ်တဲ့အခါကိုရချင်တဲ့ဟာတွေမရတဲ့အခါတွေပေါ့နော်အဲ့လိုခံပြီးမှစိတ်ဖိစီးမှုတွေကြုံရတတ်တယ်နောက်တစ်မျိုးဘယ်လိုရနိုင်လဲဆိုရင်ကိုမကျွမ်းကျင်တဲ့အလုပ်ကိုလုပ်ရတဲ့အခါမှာဆိုလို့ရှိရင်လည်း stress တွေဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့မကျွမ်းကျင်တဲ့အလုပ်ကိုလုပ်တဲ့အချိန်မှာဖြစ်လေ confidence ကျတယ်။အဲ့တော့ confidence ကလည်းမရှိတော့ဘူး motivation ကလည်းကျလာရင် stress က auto ဖြစ်လာတယ်။အဲ့တော့ဘလို့ကြောင့်ပဲဖြစ်ဖြစ် stress ကတော့လူတော့တယောက်နဲ့တယောက်မတူမိသားစုကိစ္စကြောင့်ဖြစ်တဲ့ stress ရှိမယ်ဒီလုပ်ငန်းကိစ္စကြောင့်ဖြစ်တဲ့ stress ရှိမယ်ငွေကြီးပိုင်းဆိုင်ရာကြောင့်stress ရှိမယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် stress ဆိုတဲ့အရာကိုယ့်ရဲ့စိတ်ကိုဖိစီးတဲ့အရာပဲပေါ့နော်အဲ့တော့အဲ့စိတ်ဖိစီးမှုတွေဖြစ်လာပြီဆိုလို့ရှိရင်ဖြေရှင်းလို့မရတော့ဘူးလားဆိုရင်ဖြေရှင်းလို့ရပါတယ်ပေါ့နော် stress ဆိုတဲ့အရာကိုဖြေရှင်းမယ်ဆိုရင်ဘယ်လိုဖြေရှင်းလို့ရလဲဆိုရင်ကိုဖြစ်တဲ့ဒီစိတ်ဖိစီးမှုတွေ stress တွေကိုစာရွက်တွေ့မှာချရေးလိုက်ပေါ့နော်ဘာကြောင့်ဖြစ်တာလဲမိသားစုကြောင့်လားအလုပ်ကိုင်ကြောင့်လားငွေကြီးပြဿနာကြောင့်လားဒါမှမဟုတ်ကျန်းမာရေးပိုင်းဆိုင်ရာလားဒါမှမဟုတ် relationship ကြောင့်လားဒါကိုစာရွက်တွေ့မှာချရေးပလိုက်ချရေးရမယ်နော်ဒီတိုင်းပဲတွေးနေလို့တော့မရတွေးနေရဆိုလို့ရှင်ပိုပြီး stress ကဖြစ်စေအပြင်အဖြေလဲရှာလို့မရအောင်အဲ့တော့ကိုဖြစ်တဲ့ stress ကဘာကြောင့်လဲ1 2 3 4 5ဒါမျိုးချတာရေးပလိုက်အဲ့တော့ကိုရေးထားတဲ့ stress တွေအားလုံးရဲ့ဘေးမှာအဖြေကိုတစ်ခါတည်းချရေးမယ်အဲ့တော့အဲ့ခါမှာဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ကျမတို့ကဖြစ်ပေါ်လာတဲ့ stress တွေကိုတစ်ခါတည်းအဖြေပါတန်းမြင်သွားတယ်ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ stress တွေကိုစာရွက်ပေါ်မှာချရေးလိုက်တဲ့အတွက်စိတ်လည်းနည်းနည်းပေါ့သွားတယ်အော်ငါဒီဟာတွေကိုခံစားနေရတာပါဒါကြောင့်ငါစိတ်ဖိစီးမှုတွေဖြစ်နေပါလားဆိုပြီးတော့တစ်ခါတည်းမြင်သွားတယ်နည်းနည်းလေးပေါ့သွားလိမ့်မယ်ဒါဆိုလို့ရှိရင်ကျမတို့ကနီလန်းကိုလည်းတစ်ခါတည်းမျက်လုံးနဲ့မြင်သွားမယ်နောက်တစ်ခုကအရင်စိတ်ဖိစီးမှုများနေပြီဆိုလို့ရှိရင်ဒီတိုင်းနေပါနဲ့ဒါ music တိုက်တဲ့လူကတချင်းနားထောင်လိုက်တာမျိုးဒါမှမဟုတ်တချို့ကြတော့လည်းစိတ်ညစ်ပြီးဆိုအစားအသောက်ကိုပိုစားတာမျိုးရှိရလေနော်အဲ့လိုမျိုးကိုကြိုက်တဲ့အစားအသောက်မျိုးတစ်ခုခုစားလိုက်တာမျိုးဒါမှမဟုတ်တငယ်ချင်းနေနဲ့ရှင်ခွင်းလိုက်တာမျိုးတယောက်ယောက်ကိုရှင်ခွင်းပြောဆိုလိုက်တာမျိုးဒါမျိုးတွေနဲ့လည်း stress out လုပ်လို့ရတယ်ဒါမှမဟုတ်ရင်စာရွက်ပေါ်မှာချရေးပြီးတော့အဖြေရှာတဲ့နည်းနဲ့လည်း stress out လုပ်လို့ရတယ်ဒါလို့တယောက်တည်းဖြေရှင်းလို့မရတဲ့ပြဿနာတွေတယောက်တည်းဖြေရှင်းလို့မရတဲ့စိတ်ဖိစီးမှုဆိုလို့ရှိရင်တော့မိသားစုနဲ့တော့၎င်းဖွဲ့စည်းတင်းနဲ့တော့၎င်းလူမျိုးသွားပြီးတော့တိုင်ရင်ဖြည့်ရှင်းရမယ်။ဒါကြီးကိုထမ်းပိုးပြီးတော့အုံနောက်ထဲမှာအတွေးထဲမှာထားပြီးတော့နေစဉ်ဖြတ်သန်းစရာမလိုဘူး။အဲ့လိုလုပ်ခြင်းကပို့ပြီးတော့မှကိုယ့်ကိုနှိပ်စက်တာနဲ့တူတယ်ပေါ့နော်။ကျမတို့ကကိုယ့်ကိုမနှိပ်စက်ပါနဲ့နော်။နှိပ်စက်လိုက်တဲ့ဆိုလို့ရှိရင်ကျမတို့အဖြေလဲရှာလို့မရတော့ဘူး။ကျမရေးပိုင်းတွေထိခိုက်မယ်၊ငွေကြေးပိုင်းတွေထိခိုက်မယ်။အရာအလုံးအဆင်ပြေထပ်ပြီးတော့ဖြစ်လာလိမ့်မယ်။အဲ့တော့ stress တွေကိုဖြည့်ရှင်းတဲ့နေရာမှာကျမတို့ကတယောက်တည်းဖြည့်ရှင်းလို့ရတဲ့ဟာတွေဆိုရင်တယောက်တည်းဘယ်လိုဖြည့်ရှင်းမလဲဆိုတဲ့အဖြေကိုရှာပြီးဖြည့်ရှင်းမယ်ဘယ်လိုတယောက်တည်းရှင်းလို့မရတဲ့ကိစ္စဆိုရင်မိသားစုနဲ့ရှင်းရမှာလားဒါမှမဟုတ်ကျမတို့ခွင့်ထဲမှာဆိုလို့ရှိရင် team နဲ့ရှင်းရမှာလား member ဝင်တွေနဲ့ရှင်းရမှာလားဖွဲ့စည်းနဲ့ရှင်းရမှာလားဒီလိုမျိုးရှင်းဖွင့်မယ်ပြောဆိုမယ်တိုင်ပင်ပြီးတော့အဖြေရှာပြီးတော့ဒီလိုနည်းနဲ့ကျမတို့က stress တွေကိုအကောင်းဆုံးဖြည့်ရှင်းလို့ရပါတယ်အသုံးချကြည့်ပါအရန်ကိုထိရောက်ပါတယ်တယောက်တည်းစိတ်ညစ်ခံပြီးပိတ်မိနေအောင်မနေပါနဲ့လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်